ရောတွင်ထွေအုပ်နှင့်တတော်ဝင်တဲ့အချို့ပူးပေါင်း၍တရားမဝင်ရွှေနှင့်ကျောင်းစရစ်ကျူးဖော်မှုများပြုလုပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ဒီအောင်ဝီတိုင်းမမှုရောမြို့နယ်တွင်လုပ်ငန်းလိုင်စင်မရှိဘဲဓမ္မဝတ်တရားဘာသာများကိုတရားမဝင်တူးဖော်ထုတ်လုပ်ရရှိရာတွင်ဒေသဆိုင်ရာအုပ်ချုပ်ရေးဖွဲ့စည်းများနှင့်ဒေသဦးစီးဌာနတာဝန်ရှိသူချုပ်ပါဝင်ပတ်သက်နေကြောင်းသိရပါတယ်။အမှုတော်မျိုးနဲ့ပြင်ဝါကြောင်အုပ်စုအတွင်းရှိဒေကြောင်ကြေးရွာနဲ့မော်ဘီကြေးရွာတို့တွင်စီးပွားရေးလုပ်ငန်းရှင်မောင်ငွေထောဆိုသူကလိုင်စင်မဲ့ကျောင်းစလက်နဲ့ကျွေတူးဖော်သည့်လုပ်ငန်းများကိုအတိအကလုပ်ကိုင်ရရှိကြောင်းဒေသခံများကမှသိရပါတယ်။အဆိုပါတရားမဝင်တရားဘာသာတူးဖော်မှုများချောပွေစွာလက်ပတ်နိုင်ရန်ဒီဝါအုပ်ချုပ်ရေးမှူးပြုလုပ်ကရဲဆိုနှင့်စစ်ရေးဖြစ်သူနမိတ်ထုတ်ကပူပေါင်းဆောင်ရွက်ပေးနေသည့်အပြင်မြို့နယ်အထူးအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်စစ်တော်ဦးစီးဌာနတို့ကပါဝင်ပတ်သက်နေကြောင်းဒေသခံများကမှသိရပါတယ်။တို့ပြင်ဆိုပါလုပ်ငန်းများဒီရှိကူးပေါ်နိုင်ရေးအတွက်မြို့နယ်ဒုတိယဦးစီးမှူးချင်းသူရိန်ထုံးကအဓိကကူညီစီစဉ်ပေးနေသည့်ဒေသခံများရဲ့ပြောဆိုချက်အရသိရပါတယ်။ဆိုပါတဲရောက်တဲ့မော်ဘီကြီးရောဝန်ကြီးရှိကောင်းလက်သက်များနဲ့ဒီနေရာများတွင်ဒီကူးပေါ်ရ၌ဆက်ရန်ရိုင်းကြီးများမစင်မကျန်သုံးပြုနေခြင်းကြောင့်တဘာဝချောင်းရီကြောင်းများလမ်းကြောင်းပြောင်းလဲခြင်းစိုက်ပျိုးမြေများပျက်စီးခြင်းနဲ့ရေလူညဉ့်ညံ့ခြင်းများစတင်ဖြစ်ပေါ်နေပြီးဒီနေရာတွင်သုံးမှုသည့်ဓာတုပစ္စည်းများကြောင့်လည်းဒီတာကများ၏တောက်သုံးရည်နဲ့ဒီပတ်ဝန်းကျင်ဒေသစနစ်ကိုလည်းကြီးမားသောချင်းချောင်းရရှိကြောင်းဒီတာကများထမသိရပါတယ်။ကျောက်စရစ်များတရားမဝင်လက်တော့ထပ်ပေါ်မှုကြောင့်တောင်ဆောင်များနဲ့ကြောက်ကမ်းပါးများပြိုကျမှုများဖြစ်သွားနိုင်ပြီးဘိုးရသည်တွင်ရေပြိုမှုနဲ့ရေကြီးရေရှာမှုအန္တရာယ်များကိုပိုဆိုးဝါးစေကြောင်းလည်းသိရပါတယ်။သဘာဝတစ်တော်နဲ့ကျောက်စရစ်အရင်းမြစ်များပြည့်စုံပြီးဒေသတွင်သဘာဝပတ်ဝန်းကျင်ဟန်ချက်ညီမှုပြတ်သားလာနေကြောင်းလည်းဒေသခံများထပ်မသိရပါတယ်။လုပ်ငန်းလိုင်စင်မရှိဘဲတရားမဝင်ဗယံဘာသာတူးဖော်နေသည့်အဆိုပါလုပ်ငန်းများကိုသက်ဆိုင်ရာအထက်ဌာနအသီးသီးကစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးသဘာဝပတ်ဝန်းကျင်ပြည့်စုံမှုမှာတားဆီးရတဲ့ဘာဝင်ပတ်သက်သည့်ဝန်ထမ်းများနဲ့လုပ်ငန်းရှင်များကိုအရေးယူပေးရန်ဒေသခံများကလိုလားနေကြကြောင်းသိရပါတယ်။ဒီအောင်ဒီတိုင်းတွင်ထူးခြားဖြစ်စဉ်သတင်းများကိုသတင်းအထူးတပ်ဖွဲ့ပသိမ်မှနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာ။